အားလုံးပဲမင်္ဂလာပါကာတွန်းစာအုပ် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ channel လေးကနေဆရာဆွေမင်းတနုပြူရဲ့မြိုင်ရာစာတုတ်ပြီးပါဝင်သောကျွန်ုပ်နဲ့အဖေတဲပြီးဘဝမှတ်တမ်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးမစားခင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးအသစ်တည်းသမျှသိရအောင်ဘီနာက notification လေးကိုလည်းနှိပ်ပေးထားကြဖို့တောင်းဆိုပါရစေခင်ဗျာအဖေဟူသောဝေါ်ရာစကလုံးကကျွန်ုပ်ဘဝတွင်လူမှန်သိတဲ့ဆအရွယ်မှစပြီးဘဝတတန်အတော်ကြာကြာအထိတခါမှမခေါ်ခဲ့ရမသုံးခဲ့ရသောဝေါ်ဟာရာစကလုံးတစ်လုံးပါသည်အဖေရှိတော်လဲအဖေခေါ်ရမည်လို့မရှိသောအဖြစ်ဆိုဖြင့်ကျွန်ုပ်တဲပြီးဘဝဆိုကအစပြုခဲ့ချေတော်၏အဖမဲ့သည်ဖြစ်စေအမိမဲ့သည်ဖြစ်စေကလေးငယ်ဘဝတွင်မိဆုံဖဆုံနှင့်မနေရခြင်းသည်ကြီးမားသောဝေကြီးတစ်ခုသာသည်ကျွန်ုပ်အဖို့တွင်လည်းအိမ်မက်ထဲထိပင်လွှမ်းမိုးခဲ့ရသည်ကိုကောင်းစွာမှတ်မိနေသေးတော့၏ဖေသားတို့စီပြန်ခဲ့ပါတော့ဖေဖခင်ဆိုသူ၏အကြောင်းကိုမိခင်အမေနဲ့မေးမြန်းလေတာခရီးထွက်သွားသည်ဟုသောအဖြေကိုသာကြားရလိမ့်စမယ်ဖေခီးသွားတာလေကြားလိုက်တာအမေနဲ့အိုးပြန်လာမှာပေါ့သားရဲ့မင်းဖေကိစ္စလေးတွေမပြီးသေးလို့နေမှာပါဖခင်ကိုမောသိတောက်တာစွာဖြင့်မျော်လင့်နေသောကျွန်ုပ်ကိုကြည့်ရင်ကျွန်ုပ်မသိအောင်ဒိတ်တစ်ခုမျက်ရည်ကျနေရှာသည်အမေနှင့်ဝေဒနာကိုမူထိုစဉ်ကမခံမှန်းမသိတတ်နိုင်ခဲ့ဖေကြီးရေလာပါတော့သားလေးတဲပြီးတမောမောသားရဲ့အဖမဲရသည့်အဖြစ်မှလွဲ၍ကြံသောအရာအလုံးတွေမူကျွန်ုပ်သည်ကံကောင်းသည်ဟုဆိုရချေမည်အမေနှင့်ဘောရှိတင်တို့ကလူဒီသောကလေးလည်းဖြစ်ပြန်အဖမဲ့သားဟုသောတနာချင်းလည်းရှိပေရာကျွန်ုပ်ကိုငုံထားမတဲ့ချစ်ခင်ရှာပေသည်မြေးလေးရေဘွားစီလာဟေ့ဒီမှာမင်းကြိုက်တဲ့ထမ်းမြစ်တွေမီးဖုတ်ထားပြီးပြီကျွန်ုပ်မိခင်အမေနှင်းကိုစောဆိုင်မှာလွန်စွာအယောင်းဝယ်ကောင်းရကကျွန်ုပ်အဖို့ပူပင်ကြောင်းကြမှုကင်းစွာဖြင့်ကြီးပြင်းခဲ့ရသည်ဟုဆိုနိုင်ပေ၏အသက်6နှစ်သားအရွယ်တွင်ရွာဦးကျောင်းဆရာတော်ဦးဝီမလထံတွင်စတင်ပညာသင်ကြားခဲ့ရ၏ဧဝမေတုတံဧကံသမယံညံထသောတွက်လက်သောလိမ္မာရေးချရှိသောကျွန်ုပ်မှာမကြသောအချိန်တွင်ဝင်ဆရာတော်၏အချစ်တော်လက်ဆွဲတစ်ပဲ့တူဖြစ်ခဲ့ရချေနာနှိမ့်ဆက်ဟဲ့တဲ့ပြီမစားတာပါလားနော်လူမှန်းသိတဲ့စရွယ်တွင်ပထမဆုံးစိတ်နှောက်ယှက်ဖြစ်ခဲ့ရသည်မှာဖခင်မဲရခြင်းဖြစ်ပြီးဒုတိယစိတ်နှောက်ယှက်ဖြစ်ခဲ့ရသည်မှာကျွန်ုပ်တို့ရွာ၏တကြီးဦးသာအောင်ဆိုသူနှင့်ပတ်သက်၍ပေသည်တကြီးဖြစ်တော်လဲအတောက်အစားကကျူးသည်ပင်ပြိုမရွေစော်ကားမော်ကပြုတ်ကျန်တတ်သောဦးသာအောင်ကိုရွာသူရွာသားများမှမကျေနပ်လာတော့လဲတကြီးဟုသောအာနာကြောင့်ခေါင်းငုံကခံခဲ့ကြရ၏မရှိရိုးသေးသွားနော်မဟုတ်လို့ကတော့ဟမ်ဟေးဘဲကောက်မှာငါကတောက်ကြည့်မဆိုင်ဘူးကွာအမှုတန်းကောင်းလို့ကြောပြည့်မင်းမြတ်ကနှလုံးပြည့်တဲ့နဲ့ချီးမြတ်ထားတဲ့တကြီးတောင်ကွာမှတ်ထားမန်လိုက်လေတကြီးရဲ့ဦးတောင်ပေါ်အနေနဲ့များဆိုလို့မုန်းတီးကြရဝဲဘွားရှိတဲ့နဲ့အမေနဲ့အမုန်းကပို၍ပြင်းထန်လာသည်ကိုကျွန်ုပ်ရိပ်စားမိ၏ဘာကြောင့်ဟူသည်ကိုကထိုစဉ်ကကျွန်ုပ်မသိတတ်နိုင်ခဲ့သားလေးရှိနေလို့ပေါ့အမေရဲ့ဒင်းလိုကောင်မျိုးကျမလည်းနဲ့တက်ပြီးစက်တိုင်တက်ဝင်ပါတယ်တော့ပြုသူအသေးဖြစ်သူဟောင်းပါသမီးရဲ့တရားနှလုံးသွင်းမှာပေါ့တကြီးတောင်နဲ့အမေနှင်းတို့ရဲ့ဖြစ်ပျက်တစ်ခုကိုကျွန်ုပ်ကောင်းစွာမှတ်မိနေသေးတော့၏ထိုနေ့ကတကြီးတောင်တယောက်ခက်ထွေနဲ့ကျွန်ုပ်တို့အိမ်သို့ရောက်လာခဲ့၏မာမနဲ့လှလို့ဝါလို့ပါလားဗျအေးအမေနဲ့ကစိတ်ပါဟန်မရှိတော့လေလူမျိုးရေးအရာစကားလက်ခံပြောနေရေးမှဘာမှမကြားလိုက်ဟဲ့လူရုံမှာငါအိမ်ထဲကချက်ချင်းထွက်သွားလိုက်စမ်းငါ့ကိုဘာကောင်မှအောင်းမိနေလို့လေနင်းလိုလူရုံမာရဲ့မယံငယ်ခံမဲ့အစားမလို့လားဟဲ့ဟိုစောင်းရှောက်ဘာစောင်းရှောက်ခြင်းလို့လဲဒီမှာမှတ်ထားတာအောင်ရဲ့ငန်းနေရင်တော့နင်းအဆောက်ရှောက်တော့မခံဘူးဟဲ့အသက်သေခံမြင်မယ်ဆိုတော့မြဲမှတ်တာမနင်းရလေဗျာဒေါသကြီးပဲပေါက်ပြီမရှိတော့ရဲ့နောက်မှာကျွန်တော်ကတငယ်ချင်းကောင်ပြီးသားစွာနဲ့စောင်းရှောက်မလို့ဟာပဲဟာဘာတငယ်ချင်းကောင်ဟုတ်လားဒီလောက်ကောင်နဲ့တငယ်ချင်းကဲဟာကောင်ဖြောင်းအောင်မလေးဗျာသမီးမန်းနေရက်လိုက်စမ်းခုရက်လိုက်စမ်းအဘွားရွှေတဲ့အရောက်မြန်၍သာထိုနေ့ကတကြီးဥဒအောင်တယောက်
ထင်းခုတ်ဓမ္မကြီးအန်ဒီရဲ့မှာချမ်းသာရာရသွားရှာ၏နှုတ်မလုံးကတော့မလွယ်ခွေးမျိုးရုပ်တမှာနောက်တစ်ခါငါ့အိမ်ထဲဝင်ကြည့်အသေးသက်မယ်ဟဲ့အေးတကြီးတောင်ကထိုးချင်းကလေးမှစားပြီးကျွန်ုပ်တို့အိမ်ဘက်ခြေဥပင်ရောင်းရည်မလဲရဲတော့ပြီဟျောင်းလေတခြားလမ်းအောင်သွားမယ်ဒီကောင်မအိမ်ရှိရမဖြတ်ချင်ဘူးတနာလုံးလို့ဟမ်ကလေးတို့တဘာဝအတိုင်းကျွန်ုပ်ဒီထိုးချင်းတည်းဥဒအောင်ပေါ်မုံရနာကြီးရမှမသိခဲ့သေးတော့လေကန်ဆက်ဆရာကဥဒအောင်တို့သားဖာနေကျွန်ုပ်ကိုထိတ်တိုက်ဆုံတွေ့ပေးခဲ့တော့အခါတွင်မတော့ဟေးကောင်လေးတွေလာစမ်းတီကိုထိုနေ့ကကျွန်ုပ်ဒီကစားပေါ်မှာဖြစ်သောကြွက်ဖြူတန်ချောင်းတို့နဲ့အတူဆော့ကစားရမှာအပြန်ရွာလေလမ်းမပေါ်တွင်တကြီးဥဒအောင်တို့နဲ့သွားထုတ်မိခြင်းဖြစ်၏မင်းတို့ဘယ်ကပြန်လာကြတာလဲကွာဟေးသားတို့ရွာတော်မင်းကပြန်လာတာပါဘဟဲ့အောင်ကြွက်ဖြူမင်းဖေစမ်းပါဦးအဖေကိုမောင်ရောမှာနွားသားကြည့်နေပါတယ်ဘတန်ချောင်းမင်းဖေနဲ့တူတော့ဘဲသွားလဲအမေနေမကောင်းလို့နင်းပေနေပါတယ်အော်ဦးဆောင်ဒီကြက်ဖြူနေတဲ့เจ้าတို့အားအလှည့်ချမေးပြီးနောက်ကျွန်ုပ်ကတရော်တော်မျက်နှာဘေးဖြင့်ကြည့်လိုက်ပြီးဒါနဲ့မင်းဟာမန်းနဲ့သာလားကွာဟုတ်ပါတယ်မင်းအဖေရောကွာအဖေခီးသွားနေပါတယ်ခရီးဟုတ်စားမင်းအဖေကခီးသွားနေတာမဟုတ်ဘူးဟေးတေးပါရောက်သွားတာသိပလားဟင်ဟုတ်ပါဘူးဗျအမေပြောတယ်ခီးသွားတာပါမင်းအမေကမင်းကိုညာထားတာကွာတကယ်တော့မင်းဖေကငါတို့သခင်ကြီးတွေကိုအာခံတဲ့ကောင်မို့ခွေးတွေဝက်တွေတေးသွားပြီကွာနားလေလားမဟုတ်ဘူးတနေ့ပြန်လာမည်ဟုယုံကြည်မျှော်လင့်ခဲ့မိသည်အဖေဤဒေသရင်ကိုဝမ်းသာအားရလောင်ပြောင်ရင်မောင်ရင်ပြောနေတော့တကြီးတောင်ကိုကြည့်ပြီးနားလိုခန့်ခန့်ချင်းတကယ်ပင်အဖေသေးလေးပြီလားဟုသောအတွေးတို့ဖြင့်ဝမ်းနည်းမိခြင်းတို့ကြောင့်ကျွန်ုပ်မှမထိန်နိုင်တော့ပဲမျက်ရည်များတသွင်သွင်စီးကြလာတော့၏အိုးမင်းအဖေမရှိတော့ဘူးဆိုလို့ငိုသလားကွာမငိုပါနဲ့ကွာအဖေလိုချင်ရင်ရစီမှာပေါ့မင်းမေမနေ့ကငါသိမ့်လိုက်ရင်မင်းအမေကငါမရဖြစ်မင်းကငါသားဖြစ်အဲ့ဒီတော့မင်းလည်းခေါ်စရာအဖေရတော့တာပေါ့ကွာမကောင်းဘူးလားကွာဟေးနောက်တွေ့ရင်ငါ့ကိုအဖေလို့ခေါ်နော်ကြားလားတဟားရင်မောရင်ထွက်သွားတော့ဦးတောင်ဤနောက်ကျောကိုကြည့်ရင်ရှက်တော်သားစိတ်တို့ကထိမ့်မရသိမ့်မနိုင်တော့တကြီးတောင်အားကြောက်သည့်စိတ်ထက်မိသားစုပေါ်စော်ကားပြည့်ရပြသွားသောလူတစ်ယောက်ကိုဖြစ်သည့်နီးဖြင့်တုံးမြန်လို့သောစိတ်ကသာလွှမ်းမိုးခဲ့ပြီးမို့ဒီလောက်ဖြစ်လာတဲ့လူကြီးကဲကွာတောင်ဥအောင်မလီသိပါပြီဗျာအာချွနာလိုက်တာဟင်ဟိုကောင်လေးခွေးကောင်တွေဘာလုပ်နေကြတာလဲမင်းအမေလေးအောင်မင်းအောင်လိုက်ဖမ်းมาတော့လားကျွန်တော်လည်းနောက်တော့တစ်ချက်များလှည့်မကြည့်ဝန်းတော့မယ်ဆရာတော်အကြောင်းတို့တုတ်ချိန်တင်ခဲ့တော့၏သူဤလူကြီးမမိတာမှုကြောင့်ဖြစ်ခဲ့ရသောပြဿနာဖြစ်တဲ့ဖြစ်၎င်းထို့ထက်တရားလုံးမှလေးစားကြည့်ညိုသောဆရာတော်ဦးကြီးမလားကိုတော်တိုင်ကျွန်ုပ်ရှေ့မှာမမကြီးရက်ခတ်ခြင်းကြောင့်၎င်းတကြီးဦးတောင်မှသူ့ကိုကျွန်ုပ်လေးခွားဖြင့်ပြစ်ခဲ့ခြင်းကိုမကြေမနန်းနေပင်အလျှော့ပေးသွားခဲ့၏စွန်းတော်ပြိုကလေးတို့တဘာဝအတိုင်းကျွန်ုပ်မှတကြီးတောင်နှင့်ဖြစ်ပျက်ခဲ့သည်များကိုမေ့ပြောက်ရှိနေခဲ့တော့၏မမေ့နိုင်သည်ကအညိုအဒီကြီးလာသောတကြီးတောင်နှင့်သူ့သားတဲ့မိသည်ထိုနေ့နံကကျွန်ုပ်တို့ရဲ့ကိုဖုံးတို့အိမ်မှာစွန်းကိုယူကားပြန်ခဲ့၏ရွာထိပ်ရေကန်ကြီးတာရုပ်ပေါ်ရောက်တွင်ကျွန်ုပ်ကိုစောင့်ဆိုင်နေရရှိသောတကြီးသားတဲ့တို့အုပ်စုကိုဝါးကနေတွေ့လိုက်ရတော့၏သားတဲ့ကကျွန်ုပ်ထံလူလုံးလူပန်ထွားချိုင်းသည့်အပြင်ငါးနဲ့ခန့်လန်ကြည့်ချေ၏ဟဲ့အောင်တဲ့ပြီမင်းအပြင်မင်းသိတယ်မဟုတ်လားဘာပြစ်လဲငါဘာလုပ်လို့လဲဩဘာလုပ်လို့လဲဟုတ်လားဟဲ့အောင်မင်းတော့မင်းဘာလုပ်လို့လဲဆိုတဲ့ကောင်မှတ်ထားခွတ်သားတဲ့လက်သီးတန်းကြောင်ကျွန်ုပ်လည်းဖင်တိုင်းကြတော့၏ဘုံငါအဖေကိုကွာနေပြတဲ့ကောင်အတော်ဤသွားဗလားကွာကို့အသာနာပြီဆိုတော့အသားများတုံသည့်အထိဒေါသထွက်လာရကကျွန်ုပ်လည်းရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့ပဲသားတဲ့ဘော်တို့ကြားနာတကောင်နဲ့လွှားကနေခေါင်းအုပ်ပြလိုက်တော့၏ကြာဟာကျွန်ုပ်နဲ့သားတဲ့လည်းလုံးထွေးကတာရိုးပေါ်မှာအောက်တော့ဒလိန်ခောက်ကိုပြုတ်ကျသွားတော့၏ဘုံအာသားတဲ့ကွာတောင်းတာ
သို့တော့ခွာမလာခြင်းမတူသူဖြစ်ရကလုံးထွေးရမကြမီပင်တာတင်ကကျွန်ုပ်အပေါ်မှာခွာစီးမိသွား၏ဟုတ်ပြီတာတင်ကွာခြားစမ်းတာတင်ကိုဘာထင်လို့လဲကွာကဲကွာခွတ်အာအစမပြတ်ကြလာတော့တာတင်၏လက်သီးချက်တန်းကြောင့်ကျွန်ုပ်မှာအသက်ရှူပင်မှမတက်ဖြစ်နေတော့၏ကဲကွာငါဖေကိုကွာနေပြုံကဲကွာခွတ်အာကျွန်ုပ်ထိုးချိတ်ခံနေရသည်ကိုတာတင်၏အပေါင်းအသင်းများကအရသာခံကားကြည့်နေကြ၏ဖြန့်ပြေဖို့ကစိတ်ပင်ကူးကြဟန်မတူတာတင်ကွာတာတင်ချထားကွာကျွန်ုပ်လည်းတာတင်၏လက်သီးတန့်ကိုမခံနိုင်တော့ရကရှိသမျှခွန်အားကိုဖြည့်ညက်ထုတ်ကတာတင်ဒူးနှလုံးကြားညံ့နေသောလက်နှစ်ဖက်ကိုအတင်းယုံထွက်လာပြီးမိယာကိုအားကုန်ဆွဲညစ်ပြစ်လိုက်ရာတာတင်မှငဲတန်ပါအောင်အော်တော့၏သူအော်လီကျွန်ုပ်ကပုံညက်လေသည်အာလုံးကြပါအောင်ဟာနာလာကြီးဗျာအောင်မလေးဗျာဟာတာတင်ပြန်ခံနေရပါဟဲ့တာတင်၏အပေါင်းပေါ်များတာယိုးပေါ်မှာပြေးဆင့်ကကျွန်ုပ်ကိုခြေဖြင့်ကန်သူကကန်၏လက်သီးဖြင့်ထိုးသူကထိုး၏ကျွန်ုပ်လက်ကိုဆွဲပြေသူကဆွဲပြေ၏ဖုံခွတ်ကျွန်ုပ်ကတာတင်ထိုးသမျှကိုကြိတ်မိတ်ခံရင်တာတင်ကိုတိုးရီသာညှက်ထားတော့၏ဟဲ့အောင်တက်ပြီလွတ်စမ်းဟိုမှာတာတင်သေတော့မယ်ကွာမလွတ်ဘူးကွာမလွတ်ဘူးအေးလုံးကြပါအောင်ဟာဒီလောက်ဖြစ်လာတဲ့ကောင်ကဲကွာဖြောင်းတာတဲ့ကိုမလွတ်တမ်းညှက်ထားတော့ကျွန်ုပ်၏မျက်နှာလက်ဝါးဖြင့်ခက်ပြင်းပြင်းပိတ်ရိုက်ခံလိုက်ရသဖြင့်ကျွန်ုပ်မှမျက်လုံးလဲပြဝေးသွားကညှက်ထားသောလက်လဲပြီးလူလဲတစ်ဖက်သို့လိမ့်ကျသွားတော့၏နာကျင်နေသူကိုအမှုမထားတော့ကျွန်ုပ်လဲလူလဲထားကတကြိုးတည်းတုတ်ချေတင်ခဲ့တော့၏ဟာပြေးပြီဟေးပြေးပြီဖြောင်းနေလိုက်နာလဲနာဒေါသအမျက်ချောင်းချောင်းလဲထွက်နေပြီဖြစ်သောတာတင်ကကွတ်တာဖြင့်သူ့အပေါင်းဖော်များနှင့်အတူကျွန်ုပ်နောက်သို့ပြေးလိုက်ကြတော့၏လိုက်ဟေးလိုက်ဟာဒဏ်ရာတကြက်များနှင့်အတူမော်ဘန်တကြီးပြေးဝင်လာတော့ကျွန်ုပ်ကိုမြင်လိုက်သဖြင့်အမေကထိတ်ထိတ်ပြပြဖြင့်အိမ်ထဲမှပြေးထွက်လာတော့၏ဟဲ့တာဒဲဘီအမလေးဒဏ်ရာတွေနဲ့ပါလားဘလို့ဖြစ်တာလဲအမေကိုပြောစမ်းဟိုတကြီးတာတင်တော့အုပ်စုတောက်ဝိုင်းတို့ကြလို့ခုလဲနောက်ကနေအတင်းလိုက်ဖန်နေကြလို့ဘာရုပ်တမှာသားလူဘာဝလို့ငါသားကိုများလာစမ်းမသိတွေ့ကြသေးတာပေါ့ဟဲ့အမေနင်းကလင်းမြန်စွာပင်ဝရင်တို့ကိုဆွဲယူကချမ်းမြင်တို့ပြေးအထွက်တွင်သားတင်တို့လူစွန်းနဲ့ထိတ်တိုက်တိုးမိတော့၏ဟဲ့သားတယ်နင်တို့ငါသားကိုဘာကိစ္စဝိုင်းထုတ်ရတာလဲထိုးမှာပေါ့ဗျာခမားသားကျုပ်ဖေကိုဘာလို့ခွားနေပြက်လဲဟဲ့နင်းဖေကရုပ်တမှာကောင်ပဲခွားနေပြက်တာတော့နေသေးတယ်မောင်းနဲ့ထဲပြီးအမုတ်လုပ်ပြချင်တာဟဲ့နားလဲလားဟင်ခမားကြီးကျုပ်ဖေကိုစော်ကားလိုက်လားစော်ကားတယ်ဟဲ့စော်ကားတယ်နင်ဘာလုပ်ချင်လဲဒီလောက်ဖြစ်လာတဲ့အဖွားကြီးတာတဲ့အကြောင်းပြသေးတာပေါ့ဗျာလာစမ်းပါနေရန်အောက်တွင်ဖွေးကနေလက်တော်တာတဲ့လမ်းမတစ်မြောင်းကြောင်းကျွန်ုပ်လည်းအိမ်မော်သို့လွှားကနေပြေးတက်ကလေးခွားအိတ်ကိုဆွဲချလာပြီးတာတင်တို့လူစုကအဆက်မပြတ်ပြစ်ခတ်တိုက်ခိုက်တော့၏အမေဘေးဖက်နေကဲကွာတင်းတောင်ခွတ်တာတင်တို့လူစုကကျွန်တော်၏လောင်လေးဝတန်းကိုမခံနိုင်တော့ပဲနောက်ကျောင်းပြန်ဆုတ်သွားကြတော့၏ဟဲ့အောင်ဒဲဘီမင်းထမင်းသာဝါစားထားနေကျွန်တော်လည်းအမေနဲ့တာတင်တို့နဲ့ဖြစ်ပြခဲ့ပုံကိုရှင်းပြလိုက်ရအမေနဲ့မှဒေါသထွက်ခြင်းစိုးရွံ့ခြင်းတို့နဲ့အတူစိတ်မသက်မသာဖြစ်နေရှာတော့၏တာအောင်ဒင်းသားပါဒုမိသားစုပေါ်နှောက်ရှက်လာပါကောလားဒဲဘီနဲ့တာတင်တို့ရဲ့မနေ့ကရံပွဲကိုဆရာတော်သိပြီးပါပြီလေတာတင်ရဲ့ရန်စာမီးရလည်းသိမှာမဟုတ်ဘူးသူ့ဖေတာအောင်ကလည်းမျက်နှာဖြူအားကိုနဲ့ဓာတ်ထန်နေခြင်းမဟုတ်လားဒဲဘီအတွက်ဒီနေ့တစ်ချိန်မှာအန်ရရဲ့ရှိလာနိုင်တယ်ကွယ်မင်းနဲ့ရဲ့တင်ပါဗျာတပည့်တော်လည်းအဲ့ဒါကိုပဲတညာလုံးတွေးမိပြီအိတ်လို့တော့မရပါဘူးဗျာကဲပါလေဖြစ်လာမှတော့လေဘဲတတ်နိုင်မှာမလဲအကောင်းဆုံးကိုသာစီမံကြဖို့ပဲရှိတော့တာပေါ့တပည့်တော်တော့ဘာမှမကြံတော့ပါဘူးဗျာတိတ်လေစိတ်ပူမနေပါနဲ့လေဒီကိစ္စနဲ့ပတ်သက်ပြီးဆရာတော်စဉ်းစားထားတာတခုတော့ရှိတယ်ကွယ်လာမဲ့ဝါဆိုမှာဆရာတော်တကုံမျိုးကိုကြွတာရှိတယ်ဆရာတော်ရဲ့စာသင်ဘက်တငယ်ချင်းကနေမကောင်းလို့သူ့ကျောင်းတိုက်ကစာသင်သားတွေကိုစာဝါတက်ပြီးဖို့ပင့်ထားတဲ့ကွယ်ဟိုမှာဘယ်တော့ဝါဆိုရအောင်မယ်မပြောတတ်သေးဘူးသူ့ကျမ်းမာရေးကောင်းလာတဲ့အထိတော့နေပေးရမှာပေါ့လေဒီတော့ဒဲဘီကိုဆရာတော်နဲ့တကုံကိုခေါ်သွားမယ်အဲ့ဒီမှာကျောင်းဆက်ထားပေးမယ်မကောင်းဘူးလားကွယ်
ကောင်းတော့ကောင်းပါလေဖေဟာဒါပေမဲ့ဟုတ်လေဟဲ့မင်းနဲ့ဟိုတွေဟဲ့တွေလုံးမနေနဲ့နင်းသားကြီးပွားတာနင်းမမြင်ချင်ဘူးလားမြင်ချင်ပါလေဖေဟာအေးမြင်ချင်ရင်ငါနဲ့သာထဲလိုက်ရွာပါနေလို့ကတော့ဘာမှတိုးတက်လာမှာမဟုတ်ဘူးပြည်သားအောင်တို့တာဖရန်ညွှန်းရတယ်ရှိသေးတယ်မဟုတ်လားပြည်နင်းသားတက်ပြီးညံညံသွေးဟာမြို့เจ้าမှာသာနေခွင့်ရရင်ပညာတတ်ကြီးဖြစ်ကိုဖြစ်မှာဟာမင်းနဲ့ရဲ့သိရလားတင်မဖေဟာငါသိပါတယ်လေနင်းကနင်းသားနဲ့မခွဲချင်ဖြစ်နေတာမဟုတ်လားအေးလေဒါတော့နင်းစဉ်းစားပေါ့နင်းလဲသိတာပဲဟိုတလောကပဲကြည်တန်းရွာမြောက်ပိုင်းကကိုဘဟာလူယုံမှန်တရားလုံးသိတဲ့ကိစ္စတာအောင်သူမလိုတာနဲ့ကိုဘခမဓမြဖြစ်ရပြီခုထောင်းနဲ့ရောက်နေရရှာပြီမဟုတ်လားအေးဖို့မီးကြောင်ဖြစ်မချမ်းသာဆိုသလိုတကြီးတောင်လက်တဲ့အခွင့်အာဏာအနှင်းချင်းခံထားရတော့လူကောင်းတွေဖို့အရာရာတတိနဲ့နေတိုင်းမှာအကျိုးမနှဲမှာမို့လားကွယ်တင်ပါဖေဟာအေးလေဆရာတော်ရှိဝေးလည်းမပြောချင်ဘူးတာအောင်နဲ့ပတ်သက်လို့ကတော့တကားမကြီးကိုတွေ့ပဲမဟုတ်လားတဲပြီအတွက်ဆရာတော်ပြောတဲ့အစီအစဉ်ကောင်းမကောင်းစဉ်းစားဖို့ကွယ်တင်ပါတပည့်တော်သူ့ဘွားနဲ့တိုင်ပင်ကြည့်ပါအောင်မယ်ဖေဟာတူဒီတော်သာတူဒီတော်မြေးမို့မျက်စိအောက်မှာအပြောင်းမခံနိုင်အောင်ချစ်ကြတော့လေကျွန်ုပ်ပညာတတ်ကြီးဖြစ်မိရဲ့ပြည်တကြီးတောင်နဲ့သူတာတာတင်တို့၏အန်ဒီယမ်မှာကင်းလွတ်နိုင်ရေးတို့မှာဆရာတော်စီစဉ်သည့်အတိုင်းသာလိုက်နိုင်ရန်ရှိတော်သည်မို့တာတဲ့ပြီဟိုရောက်ရင်ဆရာတော်စကားကိုနားထောင်တော့အနန္တောနန္ဒငါးပါးကိုလည်းမမိနဲ့ကွယ်ကြားလားတိတ်ငုံမနေပါနဲ့သမီးရဲ့ငါမြေလီတော့ခါနီလာခါနီမှာစိတ်မကောင်းဖြစ်နေရှာပါမယ်အေးတားလေးရဲ့ဝေးမင်းတို့သွားကြစို့ဟေးဆရာတော်လေစိတ်မှာစောင့်နေပြီဟုတ်ကဲ့လာပြီကိုရင်အေးလာပြီကျွန်ုပ်ဂျုံနိုင်ရွာလေးမှာစတင်ထွက်ခွာခဲ့တော့ထိုနေ့နနက်ကထက်ကောင်းကင်အာကားတစ်ခွင်း၌မိုးသားတိမ်လိမ့်တို့ကအုံမိုင်လျက်ပန်းလှက်တွေများကပြိုးပြက်မိုးချိုင်းတန်တို့ကတအုံတတိုင်းပင်ရှိနေသည်ကိုကျွန်ုပ်ကောင်းစွာမှတ်မိနေသေးတော့၏ဂျိန်အနိစ္စအမြဲမရှိသောလောက၌တစ်ချိန်တွင်ကိုချစ်ခင်သောအရာအလုံးကိုမခွဲခြင်းတော့လေကွယ်နောက်ဆုံးသာရှိရချေသည်ကိုတရားသဘောအရသိပါ၏သိတာသိသည်မပြေနိုင်သေးသည့်ပုထုဇဉ်များပြီးကျွန်ုပ်ဖွားရွှေတင်အမေနှင်းတို့၏မဆယ်နိုင်သောမျက်ရည်တို့ကမိုးရေစက်တို့နှင့်အပြိုင်သာသည်တိုင်စာကြိုးစားနော်ပညာတတ်ကြီးဖြစ်အောင်လုပ်နော်ငါမြေလိမ့်မနေကွယ်ကဲတဲဘီတို့ရေသွားကြမယ်ဟေးလေးနဲ့မိုးနဲ့ဟာတားရဲ့သွားတော့ကွယ်အမေနဲ့လိုက်ရက်ကိုတို့ကြမှာလူဖို့မီပေါမိုးလေးကရွှေတဆန်ချောင်းအတွင်းဝယ်လူကလိမ့်ငါဖြင့်မြိုင်သာမြို့လေးစီသို့ဦးတီထွက်ခဲ့ချေပြီဝေးကြံခဲ့ပြီဖြစ်သောဘောရွှေတင်နဲ့အမေနင်းတို့၏ပုံရိပ်တို့ကိုကြည့်ရင်ဝမ်းနှင်းကိုချင်းစိတ်တို့ကတက်လိုက်တက်လာသည်မို့ကျွန်ုပ်မှမျက်ရည်မကျမိစေရန်မျက်လုံးကိုသာတွင်ကြီးပုတ်တန်နေရတော့၏ခဏခွဲကြရတာပဲကွယ်အားတဲမှာပေါ့ယောက်ျားပဲတင်ပါဖေဟာတို့ဖြင့်ကျွန်ုပ်နဲ့ဆရာတော်လည်းရိုင်သာမှပြည်မြို့မှတဆင်မာရန်ကုန်သို့မိရထားပြန်ခီးဆက်ခဲ့ကြ၏ပူဘောဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောစီးစရာရင်ဟု၍ရွာတွင်နွားလဲသာတွေ့ဘူးသောကျွန်ုပ်မှာမွေကြီးတစ်ကောင်နှင့်ရှေ့လျားလာသောမိကိုတလူထွက်နေသောနောက်ဦးမထက်အတန်းရှိကြီးကိုလည်းပြူတတ်သောအနီရထားဆိုသောရင်ကြီးကိုပထမဦးဆုံးစီးပူခြင်းဖြစ်ရကာရသမျှဖျားစာတို့ကိုကြောက်လန့်ဖြင့်တွင်ရိုရင်းရန်ကုန်ရောက်သည့်တုတ်များမလုံးဝပဲပါလာခဲ့သည်မှာရုပ်ဆွအဆုံးအပေါ့အပားပင်ထမတော်ဝင်ခဲ့သည့်ထိုစဉ်ကအဖြစ်ကိုယခုတွေ့မိသောကျွန်ုပ်အဖို့ရဲချင်ပတ်ကြည့်ပင်ဖြစ်ရပါသေးတော့